အားလုံးမင်္ဂလာပါကျွန်တော်ဒီပညာလေးတစ်ခုပြောပြပေးပါမယ်လူကြီး AI နဲ့ electric နဲ့ကျွန်တော်ကိုယ်ပိုင် QR code လေးဖန်တီးတဲ့နည်းပေါ့နော်ဖန်တီးဖို့အတွက်ဆိုကျွန်တော်ကိုယ်ရဲ့ထားမယ့် site ကိုချိုးလိုက်ပါနော်ကိုယ်ဘယ်လောက်ထားမလဲတော့ label လေးနဲ့အညီထားမယ်နော်လိုက်ချိုးပြီးသွားရင်ဒီအဖက်မှာပေါ့နော်ဒီမှာအခုဘာမှမရှိဘူးဒါတွေကကျွန်တော်ရှာပြီးတော့တောင်းအောင်ပေါ့နော်အဲဒီအဖက်ကလေးကိုတောင်းအောင်မယ်တောင်းရတာလေးကိုထဲမှာဖရီးပေးထားပါတယ်ကျွန်တော်ရေးရှာလိုက်ပါနော်ဒီလိုရေးရှာလိုက်ရင်ကျွန်တော်ဒီ website ကိုကိုဖရီးပေးထားရပါတော့ကျွန်တော်ဖရီးပေးထားအဲဒါလေးထောင်းပြီးရင်ကျွန်တော်လေးစစ်ဖြည့်လိုက်ပြီးပေါ်လာတယ်ဒီဖိုင်လေးကို copy ကူးမယ်ကူးပြီးရင်ကျွန်တော်တို့က AI ကိုအရင်ပြန်ပိတ်လိုက်ပြန်ပိတ်လိုက်ပိတ်ပွဲရောထည့်မယ်အဖက်ကိုဘယ်လိုထည့်မလဲဆိုတော့ကိုယ့်ရဲ့ကွန်ပျူတာလေးက C file နဲ့သွားမယ်ဒီက folder နဲ့ဖိုင်နဲ့သွားမယ်ဒီလိုနဲ့သွားမယ်ကိုထည့်မယ်ဟို software version ပေါ့နော် version ကိုထည့်ပြီးတော့ဒီမှာ PREX ပါမယ်ဒီ ERX ပါမယ်အဲ့ဒါပြီးတော့ဒီမှာ CRL ဒီမှာ SCRLTTS ဆိုတာလေးပြင်ပြီးတော့ဝက်ကလေးနဲ့ပြီးတော့ပြချလိုက်မယ်ဒါဆိုဒါတော့ထည့်လိုက်ပြီနော်ထည့်လိုက်ပြီးကျွန်တော်ကိုထဲမဲ့ကိုလုတ်ချင်တဲ့ QR code လေးကိုကျွန်တော်လုတ်ချင်တဲ့ကိုပိုင် QR code လေးဆိုဘာလို့ညှိရတယ်လဲဟုတ် Telegram code ဘာကုတ်ပဲဖြစ်ကိုရဲ့သိသိမဲ့ဟိုမှာဖြစ်ဖို့တယ်ရော passport ကိုရဲ့ passport ကိုလည်းရပ်ပေါ်ရိုက်ပြီးတော့နာမည်လေးပေးပြီးတော့ link လောက်ထားပါနော်link လေးလုပ်ပြီးတော့အဲ့ဒီ link လေးမှာလည်း QR code ပြဖန်နေလို့ရအကုန်လုံးလို့ရနော်ကျွန်တော် Facebook ကိုလုပ်ပြပါဆိုရင် Facebook ကိုကိုယ့် account နဲ့ဝင်မယ်ကိုယ့် account ရဲ့စာလေးနဲ့ပတ်သက်တာလေးပြောမယ်ယူရရင်က AI ကိုဖွင့်မယ်AI ဖွင့်ဝင်ရောပြောသလို site လေးချိုးမယ်နော် site လေးက level လေးနဲ့အညီချိုးရမယ်ကျွန်တော်က submit နဲ့ထားမယ်Okay အဲ့ဒါပြီးကျွန်တော်ဘာမှလုပ်စရာမလိုဘူးခုနကကိုထည့်ထားတဲ့ app ကိုသွားမယ်သွားပြီးရင်ဒီ QR လေးပေါ်လာမယ်နော်အဲ့ဒါလေးပြင်မယ်အဲ့ဒီကခုနက copy ကူးရလိုက်တာလေးကိုပြချလိုက်မယ်ဒီမှာ site ဘယ်လောက်ထားမလဲ RGB ထားမလားနောက်ခံအမဲထားမလားအဖြူထားမလားကိုကြိုက်တဲ့အရာကိုထားလို့ရတယ်နော်ကျွန်တော်ဒီတိုင်းထားလိုက်တယ် color ကိုလည်း RGB ထားမလား CRT ထားမလားကျွန်တော် RGB ထားလိုက်ပြီးတော့ okay ကြိုက်ဒါဆိုရင်ကိုယ်ပိုင် QR code လေးရပါပြီဒါကိုယ်ပိုင် QR code လေးပါဒီမှာကျွန်တော်ကိုယ်ပိုင် QR code လေးကိုဖတ်ပြမယ်ကင်မရာလေးဖတ်ပြ
ဖတ်ပြဖို့အခက်အခဲကြုံတယ်ကျွန်တော်ဖုန်းနဲ့မကျွမ်းတာအတွက်ဒါဆိုတော့ကျွန်တော်ကိုကြွားကိုလေးဖန်တီးရတာပေါ့ဒါတွေကိုဖန်တီးရတယ်အားလုံးကျေးဇူးတင်ပါတယ်မသိရရှိရင်လည်းရေးလို့ရပါတယ်